ပကံဖျားတွေကြားတွေကပြန်လဲမရှိတဲ့တာမဏီတောအုပ်ပကံမှာလူစားတဲ့တောအုပ်ကြီးရှိတယ်ဆိုရင်တော့တင်ယုံနိုင်မလားနော်ရွှေဘို channel ချက်ပရိသတ်များအားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံရဲ့အသေးနှလုံးဖြစ်တဲ့ပကံမျိုးဟောင်းဆိုတာတမိုင်းဝင်ဖျားပထိုးတွေနဲ့တာယာလှပတဲ့ရှုခင်းတွေကြောင့်အားလုံးရဲ့စိတ်ပန်းဖြစ်ရာနေရာတစ်ခုပါဒါပေမဲ့ထောင်ထဲချီတဲ့အဲ့ဒီဖျားဟောင်းတွေရဲ့ကြားထဲမှာနေဝင်မိုးချုပ်သွားပြီဆိုတာနဲ့ဒေတာကန်တွေတောင်မှခြေဦးမလဲရဲလာအောင်လို့ကြောက်မက်ဖွယ်ရာကောင်းလာတဲ့အမောင်တူလျှို့ဝှက်ချက်ကြီးတစ်ခုရှိလို့နေတဲ့ဆိုရင်ရောအဲ့ဒါကတော့ရှေးရခင်ကလေးကနာမည်ဆိုးနဲ့ကြောကြားလာတဲ့တာမဏီတောအုပ်ကြီးပဲဖြစ်ပါတယ်ဒီတောအုပ်ကြီးဟာတာမန်တက်တော်တစ်ခုမဟုတ်ပါဘူးလေရှင်အပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ဖျားတွေကြားတွေကတက်ပင်ထူထပ်တဲ့ခြုံပုတ်တော်ကြီးတစ်ခုလို့ထင်ရပေမယ့်အထဲကိုဝင်သွားမိတဲ့သူတိုင်းအလွယ်တကူပြန်ထွက်လာလို့မရတော့တဲ့ဝင်ကဘာကြီးတစ်ခုဖြစ်ပါတယ်။ညဘက်ဆိုရင်တော့ကိုချရတဲ့သူတွေရဲ့အတန်းနဲ့ခေါ်ဆောင်တတ်တယ်လို့အရေးမဲကြီးတွေလှုပ်ရှားနေရဲဆိုတာမြင်တွေ့ရတတ်တဲ့ဒီတာမဏီတောအုပ်ရဲ့ကြောက်မက်ဖွယ်လျှို့ဝှက်ချက်တွေကိုဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တာမဏီတောအုပ်ဆိုတာပကံဒေသရဲ့ခက်လန်းလန်းလူသူကင်းမဲ့တဲ့နေရာမှာတည်ရှိပြီးခြုံတွေပိတ်ပေါင်းတွေ200ချီတက်တက်ရှိတဲ့ညောင်မင်းကြီးတွေနဲ့အင်မတန်အုံဆိုင်နေတတ်တဲ့နေရာပါဒေတာကန်အဖိုးဖွားတွေရဲ့ပြောစကားအရဒီတောအုပ်ကြီးအားဆိုရင်တော့အသက်ဝင်နေရလို့ဆိုကြပါရီနေကင်းဘက်မှာတော့အလင်းရောင်ကောင်းကောင်းမဝင်နိုင်တဲ့ဒီတောအုပ်ကြီးတွေကိုမတော်တဆလမ်းမဝင်သွားမိပြီဆိုရင်တော့တင်သွားနေတဲ့လမ်းကြောင်းတွေဟာအလိုလိုပြောင်းလဲသွားကြတာပါတပင်တွေကနေရာရွှေ့သွားသလိုမျိုးသွားနေကြလမ်းဟောင်းကနေပြီးရုတ်တရက်ပြောက်ကွယ်သွားကအမောင်တူထဲမှာပတ်ချလဲနေပါတော့တယ်ဒါဟာဆိုရင်တော့တောဆောင်တဲ့တွေဒါမှမဟုတ်ရင်ရှေးခေတ်ကအင်မတန်အစွမ်းထက်တဲ့စုံကဝေတွေဖန်တီးထားတဲ့မျက်လက်ထောင်ချောင်းတစ်ခုဖြစ်တယ်လို့အခိုင်အမာယုံကြည်ကြတာပါဒီတောအုပ်ကြီးရဲ့အကြောက်ရဆုံးအချက်ကတော့တားခေါင်ကိုဆွဲဆောင်တဲ့နီလန်ပါပဲတကယ်လို့တင်တာညတစ်ခေါင်ရန်အချိန်တောအုပ်ရဲ့အစွန်ဖျားတွေကိုရောက်သွားမိပြီလို့ဆိုကြပါစို့တောအုပ်ထရနေပြီးတော့တင်းရဲ့မိဒါမှမဟုတ်တင်းအချင်းရဆုံးတငယ်ချင်းတယောက်ယောက်ကတင်းရဲ့နာမည်ကိုခေါ်ပြီးတော့အကူအညီတောင်းနေတဲ့အတန်တွေကိုရှင်းရှင်းလင်းလင်းကြားရလိုက်ပါလိမ့်မယ်ငါဟုတ်ကဲပါအောင်ဒီမှာလမ်းပြောင်းနေလို့ဒီလိုဆိုတဲ့အတန်မျိုးပါတမ်းမှန်လူသားတယောက်အနေနဲ့ကိုချစ်ရတဲ့သူဒုက္ခရောက်နေတဲ့ထင်ပြီးတော့စိုးရိမ်တကြီးနဲ့အတန်လာယာနာကိုလိုက်သွားမိတတ်တာပါဒါပေမဲ့တော်တွေကိုနက်နက်ရှိုင်းရှိုင်းရောက်သွားတဲ့ချိန်အသက်ရှင်ကိုတွေးလိုက်ရတဲ့အခါမှာတော့အဲ့ဒါကတင်ချစ်ရတဲ့သူလုံးဝမဟုတ်ဘဲနဲ့မျက်လုံးနေရဲ့ခန္ဓာကိုယ်ကြီးမားထွားကြိုင်းပြီးကြောက်မက်ဖွယ်ကောင်းလာတဲ့တာမဏီလို့ခေါ်တဲ့နာနာဘာဝတတဝါကြီးဖြစ်လို့နေပါတော့တယ်အဲ့ဒီအချိန်မှာဆိုရင်တော့တင်ဟာပြန်ပြေးဖို့အခွင့်အရေးလုံးဝမရှိတော့ပါဘူးနော်ဒီလောက်ကြောက်စရာကောင်းတဲ့အရာတွေဘာလို့ဒီနေရာမှာရှိနေရတာလဲတမိုင်းရာဆွေနေနဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင်တော့ပကံခေရွှေထီစောင်းငယ်စင်ကအဲ့ဒီအချိန်တုန်းကဒီနေရာဟာတာမန်တောအုပ်တစ်ခုမဟုတ်ခဲ့လို့ပါပဲတိုင်းပြည်ကိုတစ္ဆာဖောက်တဲ့သဘုံတွေရက်ဆက်ကြမ်းကြုတ်လို့နဲ့ရာဆွေကောင်တွေကိုကွက်မြက်ရာစီရင်စုမြေဒါမှမဟုတ်ရင်အရှင်လက်လက်စွန့်ပစ်ရာနေရာတစ်ခုဖြစ်ခဲ့တယ်လို့ဆိုကြပါရီဒါအပြင်အမဲရောင်ဆုံးတက်ပညာလိုက်စားတဲ့သူတွေဥပမာတမန်ကြားတာမဏိစားတဲ့ဂမ်ဘီယာအတတ်ပညာရှင်တွေဟာဒီတောအုပ်ထဲမှာပုံအောင်ပြီးအသက်ဝင်နေတဲ့အစီအရင်တွေကိုပြုလုပ်ခဲ့ကြပါရီဒါကြောင့်မလို့အရီခေတ်ကရရဆက်ဆက်အသက်ခံခဲ့ရတဲ့သူတွေရဲ့နာကြီးနေတဲ့ဝိညာဉ်တွေမကြုံမလို့သေးတဲ့နှက်စိမ်းတွေနဲ့အမဲရောင်ဆွဲရင်တွေရဆိုရင်တော့ဒီတောအုပ်ကြီးထဲမှာဒီကနေ့ထပ်တိုင်းစုဝေးကြေးအောင်နေတာဖြစ်တယ်လို့အဆိုကြပါရီတချို့ကကြတော့ဒါဟာရှေးခေတ်လူကြီးတွေကညဘက်ကလေးတွေတော်ရဲမသွားရအောင်လို့ခြောက်လန့်ထားတဲ့ဂျန်နာရီပုံမြင်ဟောင်းကြီးတပုတ်တပွဲတတ်ပဲလို့ဆိုကြပါရီဒါပေမဲ့တချို့သောခီးသွားတွေနဲ့ဒေသခံတွေကတော့ညဘက်ဖျားဟောင်းတွေကြားထဲမှာဖြတ်သွားတဲ့အခါကိုယ့်ရဲ့နာမည်ကိုနောက်ကနေပြီးတော့ခေါ်တယ်လို့ခြုံပုတ်တွေကနေမျက်လုံးရဲရဲကြီးတွေနဲ့စိုက်ကြည့်နေတယ်လို့အဲဒီလိုခန်းစားချက်မျိုးကိုကိုတွေ့ကြုံခဲ့ရတယ်လို့အခိုင်အမာညွှန်းဆိုထားကြတာပါတကယ်လို့တင်သာပကံကိုရောက်သွားပြီးညတကောင်ရန်ချိန်ဖျားဟောင်းတွေကြားတဲ့ကအမောင်တူထဲမှာတင်းရဲ့နာမည်ကိုခေါ်နေတဲ့အတန်တစ်ခုကြားလိုက်ရပြီဆိုရင်လှည့်ကြည့်ကြမှာလားဒါမှမဟုတ်ရင်နောက်ဆုတ်ပြေးကြမလားအားလုံးရဲ့စိတ်ခံစားချက်တွေကို comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးဖြေပေးခဲ့ကြပါဦးနော်အဆုံးထိအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါအသေးသေးတော့ကြောက်ရိုင်နဲ့ပြန်လာခဲ့ပါမယ် subscribe like and share ခါလောင်းလေးနေပြီးအားပေးသွားပါရှင်